ဒ္ဓဘာသာမြန်မာတရီမိုးတောက်အာယုံချင်းနက်နက်ခင်းလေးစားမလီစွမ်းမရင်ချမ်းကလူရန်လို့မသွေမြဝေရစီလို့ကြောင့်ဆုတောင်းမြတ်တာတန်ဝေမြတ်တာတန်ဝေဗုဒ္ဓဘာသာမြန်မာတရီမိုးတောက်အာယုံချင်းနက်နက်ခင်းလေးစားမလီစွမ်းမရင်ချမ်းကလူရန်လို့မသွေအမြဝေရစီလို့ကြောင့်ဆုတောင်းမြတ်တာတန်ဝေကြည်စီတဲ့ကလေးအေးမြတ်နေပြီးရင်ဗျာဝေကြစီကြည်စီတဲ့ကလေးအေးမြတ်နေပြီးရင်ဗျာဝေကြစီသာသနာယဝါချုံနေကျွန်တော်လည်းရမြတ်စမူမလေးမိတ်ပေါင်းတွေနမိတ်ကောင်းပြီမြတ်တာရေလောင်းဆုတောင်းတဲ့ဝေဗုဒ္ဓဘာသာမြတ်ကြီးနိုင်ငံတော်တွင်မလီသာသနာယဝဆင်းပြန်ဝင်လို့လေဗုဒ္ဓဘာသာမြတ်ကြီးနိုင်ငံတော်တွင်မလီသာသနာယဝဆင်းပြန်ဝင်လို့လေမြတ်ကြာရိတ်မှာခိုးလုံးစီသစ္စာရိတ်မှာခိုးလုံးစီကျုံမြမယူရမှာလေမညူပါမြို့သာသနာရီအိယာဝေအိယာချာနေညစင်သာမသွေအမြဝေရစီလူကြောင့်ဆုတောင်းမြတ်တာတန်ဝေမင်္ဂလာအပေါင်းနဲ့ပြေဝါလို့နေဗုဒ္ဓဘာသာမြန်မာတို့တိုင်းပြည်ဒုမြတ်တာဒုကလေးဒုမြတ်တာဒုကလေးဟောပြမြတ်တာသံဝေအင်္ဂါတိုင်းချက်သည်တနေ့စင်ထွန်းလင်းဖြာလာဝေမင်္ဂလာအပေါင်းနဲ့ပြေဝါလို့နေဗုဒ္ဓဘာသာမြန်မာတို့တိုင်းပြည်ဒုမြတ်တာဒုကလေးဒုမြတ်တာဒုကလေးအောင်မြတ်တာသံဝေအင်္ဂါတိုင်းချက်သည်တနေ့စင်ထွန်းလင်းဖြာကဝေဗုဒ္ဓဘာသာမြတ်ကြီးနိုင်ငံတော်တွင်မလီသာသနာယဝဆင်းပြန်ဝင်လို့လေဗုဒ္ဓဘာသာမြတ်ကြီးနိုင်ငံတော်တွင်မလီသာသနာယဝဆင်းပြန်ဝင်လို့လေမြတ်တာရိတ်မှာခုလုံးစီသစ္စာရိတ်မှာခုလုံးစီကျုံမြမယူရမှာလေမညူဟာမြို့သာသနာရီအိယာဝေရချာနေညစင်သာမသွေမြဝေရစီလူကြောင့်ဆုတောင်းမြတ်တာတန်ဝေဖြစ်ပြုသမျှကုသိုလ်ဒါနတွေယခုလိုအမြတ်မြတ်တာဝေသူတော်ကောင်းသူမြတ်လောင်းတို့ကောင်းမှုချွေတွေတောင်းဆုချွေဖြစ်ပြုသမျှကုသိုလ်ဒါနတွေယခုလိုအမြတ်မြတ်တာဝေသူတော်ကောင်းသူမြတ်လောင်းတို့ကောင်းမှုချွေတွေတောင်းဆုချွေအနုမောဒနာခေါ်တဲ့တွေဝိယံများကကြားရမလီမြတ်တာသံဝေမြတ်တာသံဝေဒီနမိတ်မှာအေးသာစီ
အစင်သာချက်စီဆောင်ကမသွေမင်္ဂလာမင်္ဂလာစိတ်မြစ်ကြသာဝေရှေ့ဆရာတွေ့တော့သူရပါမြေကစီးနေကူရမှာလက္ခဏာရေးပြည့်ရှိကြပါပညာရှင်ကြီးကြိုက်လက်ဦးပြုံးချိုရေးဖွဲ့ခဲ့တဲ့ဂန္ဓဝင်မြောက်တေးပုံမှာသချင်းကိုအစိုးရများဖြစ်ကြတဲ့မောင်မောင်ကြီးရီတတ်နဲ့ကျမတင်တင်မြတို့တီကျူးအလင်းကားမဖွဲ့ဆိုခင်ရှေးဥပနာမတေးပုံမှာဆိုတဲ့သချင်းကောင်းစဉ်အမိနာမကိုရှင်းတမ်းပြုရစေရှင်တေးပုံမှာဆိုတာကာမဘုံရူပဘုံအရူပဘုံဆိုတဲ့ဘုံ၃ပါးကိုဆိုလိုပါတယ်ဒီဘုံ၃ပါးနဲ့ကာမဘုံအစုထဲမှာငရဲတိရစ္ဆာန်ပြိတ္တာအတုရကဲဆိုတဲ့အပယ်၄ဘုံလူဘုံတစ်ဘုံနဲ့နတ်ဘုံ၆ဘုံစုပေါင်းထားတဲ့ကာမ၁၇ဘုံရှိပါတယ်မြမကြီးတွေရဲ့ရူပဘုံမှာ16ဘုံနဲ့အရူပဘုံမှာ၄ဘုံအပါအဝင်စုစုပေါင်း32ဘုံရှိပါတယ်အကျဉ်းအားဖြင့်ဘုံ၃ပါးကိုတိဘုံမလို့ခေါ်ပါတယ်တိဘုံမကတစ်ဆင့်တေးပုံမှာဆိုတဲ့ဂန္ဓဝင်သချင်းမွေးဖွားပေါ်ပေါက်လာရပါတယ်ရှင်တေးပုံမှာအနိစ္စဒုက္ခအနတ္တတရားမရလို့မြတ်လာတန်တရားကာမောကဘဝကဒိဋ္ဌောကအဝိဇ္ဇောကစိတ်မောဟမကင်းကအရင်ကသူတဏှာဒိဋ္ဌိညာဝင်လာခင်မှမြင်ညာကြတာလူအနာပဲမှဆွဲလို့သာမှားချက်အလုံးနာငါသားငါမရလင်လာဥစ္စာငါကိုငါစင်မကွာသက်ကာရကြောင့်မာနရီထောင်းရဝိပဿနာဝင်လာထင်ရှားမြင်ညာရပါဘာမြရှာမရအတာရကမှန်စွာအနတ္တခန္ဓာဖြစ်ရင်တည်ရင်ရဲ့ရဲ့ချုပ်ခါရုပ်ပတိပညာဖောက်ပြန်မစိတ်ပါအနိစ္စလက္ခဏာရုပ်တရားနန္တရားနှပြဩနာသိမီအတီးမကြပါသင်္ခါရဟာဘင်္ကာအလမကြငါးပြာအာဂရိမာလေးဘုံအပေငရဲဇာအဝိဇ္ဇာအကြောင်းကြောင့်သင်္ခါရဝိညာဏံတရားရုပ်တရားနှပြအဝိဇ္ဇာအကြောင်းကြောင့်သင်္ခါရဝိညာဏံတရားယုတ်တရားနှဖျား၆ခုအာယုံကာမဂုဏ်စန္ဒပဋိစ္စသမုပ္ပါရှုပ်ပြန်တွေအပါတနာရှစရတွေတော့သမုရယပါမေဃစီနေကူရမှာလက္ခဏာရေးပြည့်ရှုကြပါတေဘုံမှာဆိုတဲ့ဘုံ၃ပါးမှာဖြစ်သမျှတရားပေါင်းရဲ့အနိစ္စမမြဲမှုဒုက္ခဆင်းရဲမှုအနတ္တစိုးပိုင်နိုင်ခြင်းမရှိမှုတို့ကိုမသိမမြင်နိုင်ကြတဲ့အတွက်ဘဝတန်တရားကြီးဝဲလေရှည်လျားနေရပါတယ်ကာမတဏှာလိုချင်တတ်မဲ့မှုတွေနဲ့ပြောင်းဆန်နေတဲ့ဝဲဩဃာကြီးမှာနစ်မြုပ်နေကြရပါတယ်လူဖြစ်လိုက်နတ်ဖြစ်လိုက်တိရစ္ဆာန်ဖြစ်လိုက်နဲ့ဘဝပေါင်းများစွာမှာတပြောင်းပြန်ပြန်အဖန်တလဲလဲဖြစ်ခြင်းဆိုတဲ့ဝဲဩဃာကြီးမှာနစ်မြုပ်နေကြရပါတယ်မှားရင်စွာမြင်သိမှုဆိုတဲ့ဝဲဩဃာကြီးမှာနစ်မြုပ်နေကြရပါတယ်လွတ်မြောက်ခြင်းတရားသစ္စာအမှန်ကိုမသိမမြင်ဒ
တွေးဝေမိုင်မဲမှုဆိုတဲ့ဝဲဩဃာကြီးမှာနစ်မြုပ်နေကြရပါတယ်တဲ့လွဲမားစွာသိမြင်နေမှုဆိုတဲ့ဒိဋ္ဌိဉာဏ်ကြောင့်လူရဲ့နတ်ရဲ့ဆိုပြီးအထင်မြင်တွေမှားနေကြပါတယ်ငါလင်းငါသားငါမယားငါဥစ္စာငါပစ္စည်းငါပိုင်နေငါဆိုင်နေဆိုတဲ့ငါတင်ညာတွေတက်ကာယအယူတွေနဲ့တက်ကြွထောင်လွှားမာမာနထားနေကြပါတယ်တဲ့အဲ့ဒါတွေကိုအနိစ္စဒုက္ခအနတ္တဆိုတဲ့လက္ခဏာရေး၃ပါးခွဲခွဲခြားခြားထင်ရှားစွာသိမြင်ကြအောင်ဝိပဿနာတရားကိုဝင်စားဆင်ခြင်ကြပါတကယ်တော့အနတ္တဆိုတဲ့ခန္ဓာကိုယ်အစုအဝေးကြီးဟာအတာရကလို့ဆိုတဲ့ဘာမှအနှစ်သာရရှားဖွေးလို့မရနိုင်ပါဘူးတဲ့ဖြစ်လိုက်တီးလိုက်ပြက်လိုက်နဲ့ဟောက်ပြန်မှုရုပ်ပတိအမှတ်တင်ညာတွေမို့မိမိမပိုင်မဆိုင်နဲ့အမြဲပေါက်ပြန်ပျက်စီးနေတဲ့တရားတွေသာဖြစ်ပါတယ်ယုံနံဆိုတာမမြဲတဲ့တရားမပိုင်မဆိုင်တဲ့တရားတွေပါဒီတရားနှစ်ခုရဲ့အိုမှုနာမှုသိမှုတွေကလည်းအတိအကျမရှိပါဘူးဖြစ်ပျက်ပြုပြင်မှုသင်္ခါရသဘောတရားတက်တက်ဖြစ်တဲ့အတွက်ဘင်္ဂါလာလို့ဆိုတဲ့ပျက်စီးရမယ့်အချိန်ကာလကိုမလွဲမသွေရောက်ရပါလိမ့်မယ်အဲ့ဒီအချိန်ရောက်တဲ့အခါကျမှပဲနတ်ဘဝလူဘဝပိဋ္ဌာဘဝတိရစ္ဆာန်ဘဝငရဲသားဘဝစတဲ့လားရာဂရိ၅ပါးမှာငရဲတိရစ္ဆာန်ပိဋ္ဌာအတုယကဲဆိုတဲ့အပယ်လေးပုံကိုရောက်သွားတတ်ပါတယ်အဝိဇ္ဇာဆိုတဲ့အဟုတ်အမှန်ကိုမသိမမြင်မရှင်းမလင်းမှုကြောင့်ပြစ္ဆုတ်ပံမှုတန်တရားမှုတို့ကိုပြုစုပြောထောင်ခြင်းဆိုတဲ့သင်္ခါရအကျိုးဖြစ်လာရပါတယ်သင်္ခါရကြောင့်ဘဝသစ်မှာဝိညာဉ်အသစ်ဖြစ်လာရပါတယ်ဝိညာဉ်အသစ်ဖြစ်ခြင်းကြောင့်နာမ်စုရုပ်စုတွေဖြစ်အဲ့ဒီနာမ်ရုပ်စုတွေကြောင့်ဒွါရ6မြင်အကြီး6ပါးစတဲ့သလာယရဏတရားစုတွေဖြစ်အဲ့ဒီတရားစုတွေကြောင့်အာယုံတွေ့မှုဟတ္တတရားတွေဖြစ်ဟတ္တတရားတွေကြောင့်ဝေဒနာဆိုတဲ့အာယုံခံစားမှုတွေဖြစ်အဲ့ဒီဝေဒနာတွေကြောင့်ဝိတ္တုအာယုံကာမဂုဏ်ကိုခင်းမင်းတွေ့တာတာယာကညိတဲ့တဏှာဖြစ်လာရပါတယ်ဒါကြောင့်အကြောင်းကိုဆွဲပြီးအကျိုးဖြစ်ရတဲ့ပဋိစ္စသမုပ္ပါတရားများဖြစ်ပွားလာရပါတော့တယ်တဲ့တကယ်တွေးကြည့်လိုက်တော့သမုဒိယခေါ်တဲ့တတ်မဲ့မှုတဏှာဟာအရင်ခံနေပါတယ်တဲ့အဲ့ဒီတတ်မဲ့မှုတဏှာကိုမဲ့၄ပါးတရားသစ္စာစေးနဲ့ကုသပြီးအနိစ္စဒုက္ခအနတ္တဆိုတဲ့လက္ခဏာရေး၃ပါးနဲ့ရှုမြင်ဆင်ခြင်ကြရမှာဖြစ်ပါတယ်ရှင်ဒုက္ခအနတ္တတရားမရလို့မြာလာတန်တရားကာမောကဘဝကဒိဋ္ဌောကအဝိဇ္ဇာကစိတ်မောဟမကင်းတာအရေးငံသူတဏှာဒိဋ္ဌိညာဝင်စားထင်မှမြင်ကြတာလူဝဲနဲ့ပဲမဆွဲလို့လားမှားချက်အလုံးနာငါသားငါမရနဲ့နာဥစ္စာငါကိုငါဟာအစင်မကွာတက္ကာယကြောင့်မာနတွေထောင်းကြတာဝိပဿနာဝင်စားထင်ရှားမြင်ကြပါဘာမျှရှာမရအတ္တရကမှန်သောအနတ္တခန္ဓာဖြစ်ရင်တည်ရင်ပြည့်ရင်ချုပ်ခါရုပ်ပရိသေညာဟောက်ပြမစိတ်ပါအနိစ္စလက္ခဏာယုတ်တရားနတ်တရားနှပြအိုနာတိမြအတိမကြပါသင်္ခါရဟာပင်ကာလမကြာငါမြာဂရိမာလေးဘုံအပေငရဲစာအဝိဇ္ဇာအကြောင်းကြောင့်သင်္ခါရဝိညာဏတရားယုတ်တရားနှပြ
အဝိဇ္ဇာအကြောင်းကြောင့်သင်္ခါရဝိညာဏ်တရားယုတ်တရားနှဖျား6ခုအာယုကာမနောသနာပရိစ္ဆသမုပ္ပါရှုပ်ပြတွင်အပါတဏှာမြေရေလေမီကတိအစုဟာယွန်စရာမမြတ်သောအရဝခန္ဓာမြေရေလေမီကတိအစုဟာယွန်စရာမမြတ်သောအရဝခန္ဓာဘုံဘွယ်မလွတ်ပါ32ခုထားမုံဘွယ်မလွတ်ပါ32ခုထားမိုင်မဲဝိဇ္ဇာစိတ်ကနာအိထားပြင်းပြီးမှာကာယပုဂ္ဂောင်တွေဟုတ်ရောက်ငါရောက်ဆောင်ဝါချုပ်နောက်ငါသူလေစားမိုင်မဲဝိဇ္ဇာစိတ်ကနာအိထားပြင်းပြီးမှာကာယပုဂ္ဂောင်တွေဟုတ်ရောက်ငါရောက်ဆောင်ဝါချုပ်နောက်ငါသူလေစားတရားပွားမှာရှာများသတော်ဘဝနီကဖြစ်ပြတန်မယာတရားပွားမှာရှာများသတော်ဘဝနီကဖြစ်ပြတန်မယာမိဆက်တဲ့ငြိမ်းရချုပ်များနိဗ္ဗာန်ရောက်နေရလက်ဖို့ကြိုးစားရရှာဒိဋ္ဌိနဲ့ဝိဇိကိစ္စသမုစေပဟံဧကံပဲ၍ခွာအခက်တန်တလန်းမပြရောက်နံခန္ဓာနဝလုံးအစဆုံးငါဘဝတုံးမမတန်တဲလို့မလာဘိရကရကပြည့်ဝေမှာအထတခုပညာကိုသာအနုတယကိတိချွေပဲဘူးရမှန်ဝါယမံစိတ်တံသမာဓိဝိပဿနာဉာဏ်ယဉ်တံစေကိုယာမြေတက်ရေတက်လေတက်မိဓာလို့ဆိုတဲ့ဓာတ်ကြီး၄ပါးနဲ့ဖွဲ့စည်းတိဆောက်ထားတဲ့ခန္ဓာကိုယ်အရဘောကြီးဟာအမျက်တရားရဲ့လို့ဘာမှမရှိပဲအလွန်တရားမှဆက်စုပ်ပွဲရာရွှေရှားပွဲရာယုံနာအစုဝေးကြီးတာဖြစ်ပါတယ်သွေးပြီးတလိပ်အစာသစ်အစာဟောင်းရိုးရင်းချင်းစီသပင်မွေးညင်းအစရှိတဲ့32ပါးသောတရားအစုတွေနဲ့စုယုံဖွဲ့စည်းထားခြင်းသာဖြစ်ပါတယ်ဒီအလိုမရှိအပ်တဲ့အနိဋ္ဌာယုံကိုအဝိဇ္ဇာဆိုတဲ့မတိမမြင်မှုအပိတ်အပင်တားဆီးတွေကြောင့်ခုံးတမင်မင်ခင်တများများအလိုရှိအပ်တဲ့နှစ်သက်ပွဲဖြစ်တယ်ရဲ့လို့ထင်မှားနေကြရပါတယ်တဲ့ကာယအပုတ်ကောင်းကြီးဟာမှန်တရားဟုတ်တရားနဲ့ရုပ်ဆောင်ပြီးစုချီနှောင်ဖွဲ့လှည့်စားနေပါတယ်တဲ့ဒါကြောင့်လည်းပဲများစွာသောတတ္တဝါတွေဟာတရားသစ္စာမှန်နဲ့ကင်းကွာနေကြပြီးအနတ်မတက်ကတန်တရားမှာဘဝပေါင်းများစွာတပြောင်းပြန်ပြန်အဖန်တလဲလဲကျင်းလဲကျဆားနေကြရပါတယ်တဲ့ဒါကြောင့်ຢာကဆိုတဲ့တတ်မဲ့မှုဒေါသဆိုတဲ့ကြမ်းတမ်းပြစ်မှားမှုမောဟဆိုတဲ့မတိမမြင်မိုက်မဲတွေဝေမှုဇာတိဆိုတဲ့ပရိတန်တေနေရမှုဇယာဆိုတဲ့အိုမင်းမှုမရဏဆိုတဲ့သေရမှုတောကဆိုတဲ့စိုးရင်ကြောက်ရမှုပရိဒေဝဆိုတဲ့ငိုကြွေးရမှုဒုက္ခဆိုတဲ့ကိုယ်ဆင်းရဲမှုဒေါမနတဆိုတဲ့စိတ်ဆင်းရဲမှုဥပါယတာဆိုတဲ့စွတ်တက်မိမျောမိန်မောရမှုစတဲ့မိဆယ်ပါးတို့ရဲ့ချုပ်ငိမ့်ရာနိဗ္ဗာန်ကိုရောက်နိုင်ရာရောက်နိုင်ကြောင်းမတ်တရားဖို့တရားတို့ကိုရရှိနိုင်အောင်ကြိုးစားအားထုတ်ကြရပါမယ်တဲ့ဒိဋ္ဌိဆိုတဲ့အမြင်လွဲမှားမှုတွေဝိဇိကိစ္စဆိုတဲ့ယုံမှားမှုတွေကိုအမြင်ကြည့်အောင်ပဲခွာရှင်းလင်းပြမှသာယုံနာခန္ဓာနှစ်ပါးချုပ်ငိမ့်ရာတည်ခြင်းကင်းရာနိဗ္ဗာန်ထက်လန်းကိုအချိန်မကြာပဲတက်လာနိုင်ကြမှာဖြစ်ပါတယ်။ဒါမှသာအေးမြချမ်းမြေ့ငြိမ်းချမ်းသောနိရောဓကိုမျက်မှောက်ပြုကြရမယ်ဖြစ်တဲ့အတွက်အနုတ္တယလို့ခေါ်တဲ့အလွန်တရာမှသိမ်မွေ့လှတဲ့ကိလေသာကိုတိဖြတ်ချွေဖြုတ်နိုင်မဲ့အရဟတဖို့ပညာရရှိဖို့ရာတမာရီနဲ့ဝိပဿနာဉာဏ်ရင့်တန်စေအောင်စိတ်ထက်ထက်တန်တန်နဲ့ကြိုးစားအားထုတ်ကြရပါမယ်တဲ့မြေရေလေမီတကြီးအစုအားယွန်စရာမမြတ်သောအရဝခန္ဓာမြေရေလေမီတကြီး
စွာယွန်းစရာမမြတ်သောအရဝခန္ဓာမုံဝဲမလွတ်ပါ32ကိုထားမုံဝဲမလွတ်ပါ32ကိုထားမိုင်ဝဲဝိဇာစိတ်တနာနေထားကိုအိတ်ထားထင်မိမှာကာယအပုတ်ကောင်တွေဟာအုပ်ရောင်လို့ရုပ်ဆုံးဝါချုံနှောင်းကသူ့လက်သာမိုင်မဲဝိဇာစိတ်တနာနေထားကိုအိတ်ထားထင်မိမှာကာယအပုတ်ကောင်တွေဟာအုပ်ရောင်လို့ရုပ်ဆုံးဝါချုံနှောင်းကသူ့လက်သာတရားကွာမရှာများတော့ဘဝအနေကဖြစ်ပြတန်တရားတရားကွာမရှာများတော့ဘဝအနေကဖြစ်ပြတန်တရားမိစတဲ့ငြိမ်းရချုပ်ရနိဗ္ဗာန်ရောက်နိုင်ရမယ်ဖို့ကြိုးစားရအောင်ရှာဒိဋ္ဌိနဲ့ဝိသိကိစ္စသမုတ်စီပဟံဧကံပဲ၍ခွာတက်တလမ်းမကြယုံနာခန္ဓာနှဝလုံးကအစာဆုံးကဘဝတုံးမမတာသူမှသာဗေဒကယန္တကကင်းဝေးမှာအရတဖို့ပညာကိုသာအနုတယကိလေတိချွေပဲဖို့ရာအမှန်ဝါယမံစိတ်တံသမာဓိဝိပဿနာဉာဏ်ယဉ်တံလေဖို့ရာငါစီရှင်ပါရမီတော်ရဲ့ပွင့်တော်မူရာဗဒ္ဓဤကဘာဘုဒ္ဓမာငါကြီးစင့်တန်ချခွေမပါလွယ်မြတ်စွာရှေလျာဓမ္မဝိခွာအပိုင်းပြဖို့တရားမသိလို့အမြဲမိစ္ဆာအမှားတိအလွဲစိတ်မှာငရဲတရိစ္ဆာတကယ်မစိတ်စွာအသေးထိတ်စရာစီပင်ရတော့မှာကဘာကြီးမှာဘုရားငါးစုပွင့်မှာဖြစ်ပြီးပွင့်တော်မူပြီးဖြစ်တဲ့ဘုရားရှင်များကတော့ကတ္တုတံဂောနာကုံကတ္တပနဲ့ဂေါရမရှင်တော်တို့ဖြစ်ကြပါတယ်။ဤဗရကဘာမှာနောက်ဆုံးပွင့်တော်မူမဲ့ဘုရားကတော့အရိမတ္တယဘုရားရှင်တော်ပဲဖြစ်ပါတယ်ရှင်။ပွင့်တော်မူပြီးဖြစ်တဲ့ဘုရားရှင်များရဲ့တရားတော်တွေပွင့်လာမဲ့ဘုရားရှင်တော်ရဲ့တရားတော်တွေကိုနာခွင့်ရလျက်နဲ့အဝိဇ္ဇာတိန်တလာတွေပိတ်ဖုံးပြီးတရားမသိပဲကျွတ်လွတ်ခွင့်နဲ့လွဲသွားရင်တော့အလွန်တရာရှည်လျားလာတဲ့ဘုရားလုံးဝမပွင့်နဲ့တုံညကဘာပေါင်းများစွာမှာတရားဓမ္မများနဲ့သွေးပယ်ကင်းကွာပြီးတရားအမှန်မရနိုင်တော့ပဲအမြဲမှားရင်လမ်းလွဲနေတဲ့မိစ္ဆာဒိဋ္ဌိတွေဖြစ်နေချမ်းသာခြင်းကင်းရာအပေဘုံဘဝမှာကျင်းလည်နေရတော့မှာဖြစ်ပါတယ်ငရဲဘုံတရိစ္ဆာန်ဘုံဒီမှာလဲတရားဝါတွေဟာအလွန်ထိတ်လန့်ပွေရာကောင်းအောင်စီးပင်တိုးပွားနေကြတော့မှာဖြစ်ပါတယ်လေရှင်ဗဒ္ဓဤကဘာဘုဒ္ဓပါငါတွေစင်တောင်ကျွတ်ခွင့်မပါလွယ်လျင်မှန်စွာရှိလျာသုံးညကဘာတွေ
စိတ်မှာငရဲတရိစ္ဆာတကယ်မစိတ်စွာအသက်ထိတ်เสียစီပင်ညတော်မှာမကောင်းတဲ့ဒုစရိုက်တွေကိုနဲ့အောင်ကျင်မမကောင်းမှုဒုစရိုက်တွေကိုနဲ့အောင်ကျင်မကောင်းတဲ့ဒုစရိုက်တွေကိုနဲ့အောင်ကျင်မကောင်းမှုဒုစရိုက်တွေကိုနဲ့အောင်ကျင်နှစ်လနေ့ရဲ့နိုင်တွေဟာအချိန်အလကားမကုန်စေရနှစ်လနေ့ရဲ့နိုင်တွေဟာအချိန်အလကားမကုန်စေရကာမဂုဏ်ရမဲ့ဆိုဖြတ်ချွန်နိုင်မှာလားဖြစ်ရဘဝတန်မြာပညာပါရမီကျင့်အောင်လို့ကာမဂုဏ်ဘုရမဲ့ဆိုကိုဖြတ်ချွန်နိုင်မှာလားဖြစ်ရဘဝတန်မြာပညာပါရမီကျင့်အောင်လို့အတိတမိုက်စမိုက်ပင်ပြိုးလို့မိုက်ဆိုခဲ့တာယခုလဲမိုက်ဆဲမှန်စွာရှေ့ကိုတိုးလို့တဘိုးမိုက်အောင်မှာအဆုံးသတ်နေတာဘုရားမြတ်စွာဟောကြားတော်မူခဲ့သောသူတော်ကောင်းတို့ရှောင်ကျဉ်အပ်တဲ့မကောင်းသောအကျင့်ဒုစရိုက်10ပါးရှိပါတယ်။အဲ့ဒီဒုစရိုက်10ပါးကတော့ကာယဒုစရိုက်3ပါးဝစီဒုစရိုက်4ပါးနဲ့မနောဒုစရိုက်3ပါးတို့ဖြစ်ပါတယ်။ကာယဒုစရိုက်ကာယကံအားဖြင့်ကျူးလွန်မှုမှာပါဏာတိပါဒသူ့အသက်တတ်မှုအာရိဏဒါနသူတစ်ပါးပစ္စည်းဥစ္စာခိုးမှုကာမေတုမိစ္ဆာစာရကာမဂုဏ်တို့၌ယုံမာသောအကျင့်အမှုများဖြစ်ပါလိမ့်ရှင်ဝစီဒုစရိုက်နှုတ်ဖြင့်ကျူးလွန်တဲ့ကံ၄ပါးကတော့မုသာဝါဒမှုသာပြောဆိုမှုပိတုနာဝါစာတပါးတို့ချင်းချင်းမသိမြတ်အောင်ဂုံချောမှုပရုဒ္ဒဝါစာကျမ်းနှမ်းစွာအယုတ်တမဆဲဆိုမှုတမ္ဖပလာပတိမ်ပြင်းသောစကားကိုပြောဆိုမှုတို့ဖြစ်ပါတယ်မနောဒုစရိုက်စိတ်ဖြင့်ကျူးလွန်ပြတ်မှားသောကံ၃ပါးကတော့အဘိဇာသူတစ်ပါးစည်းစိမ်ဥစ္စာငါပစ္စည်းဖြစ်လျင်ကောင်းလေစွာလို့မတရားကြံစီမှုဗျာပါဒသေချေပျက်စီးသွားလျင်ကောင်းလေစွာလို့သူတစ်ပါးကိုပြစ်မှားမှုမိစ္ဆာဒိဋ္ဌိအယူဝါဒတွဲမှာခံယူမှုလိုပဲဖြစ်ပါတယ်ဒီအပေရောက်ကြောင်းအကုသလကာမဖတရား10ပါးကိုကိုယ်တိုင်ပြုလုပ်ခြင်းသူတစ်ပါးကိုခိုင်းစေခြင်းဒုစရိုက်လုပ်လျင်ရနိုင်မည်လောကီအကျိုးပြပြီးတိုက်တွန်းစည်းရုံးခြင်းသူတစ်ပါးအလိုလျောက်ပြုနေသည်ကိုဝမ်းမြောက်သဘောကျခြင်းတို့ကိုပြုလုပ်ခြင်းမှထိမ့်သိမ်းရှောင်ကျဉ်ကြရမှာဖြစ်ပါတယ်။နှစ်လနေ့ရဲ့အချိန်ကာလတွေကိုအလဟတမကုံလွန်စေပဲကောင်းသောအကျိုးတရားများရစေဖို့လိုပါတယ်။ကာမဂုဏ်တရားကိုတောင့်တလိုလားမှုရမက်ဆိုးများကိုရိုက်ချိုးဖျက်ဆီးပြီးတန်တရားကျင်လည်နေသေး၍ဘဝဆက်ဆက်မှာဉာဏ်ပညာပါရမီကြီးရင်လာအောင်ကျင့်ကြံအားထုတ်ကြရမှာဖြစ်ပါတယ်တဲ့။တရားဝရီဟာတိတ်ဘဝများစွာကလေးကမိုက်စာကိုတီထောင်မိုက်ပင်ကိုစိုက်ပျိုးမိုက်ဆိုးသက်ကြီးရှိခဲ့ကြပြီးမျက်မှောက်ပြစ္ဆုတ်ပံဘဝမှာလည်းမိုက်ဆိုးနေသေးပဲရှိနေကြပါတယ်။နောက်နာကဘဝတွေမှာလည်းရှေ့ကိုတိုးပြီးမိုက်မုံမဆုံးပဲမိုက်နေကြလိမ့်ဦးမှာဖြစ်တဲ့အတွက်ဘဝတန်လျာကလွတ်မြောက်နိုင်ဖို့ရာမိုက်မှုဆိုးမှုတွေကိုအဆုံးသတ်သင့်ကြပါပြီရှင်။မကောင်းတဲ့ဒုစရိုက်တွေကိုနေအောင်ကျင့်ပါမကောင်းမှုဒုစရိုက်တွေကိုနေအောင်ကျင့်ပါမကောင်းမှုဒုစရိုက်တွေကိုနေအောင်ကျင့်ပါမကောင်းတဲ့ဒုစရိုက်တွေကိုနေအောင်ကျင့်ပါနှစ်လနေ့ရနာရီတွေဟာအချင်းလကားမကုန်သေးရနှစ်လနေ့ရနာရီတွေဟာအချင်းလကားမကုန်သေးရကာမဂုဏ်ရမစွာဖြတ်ချိုးနိုင်မှလားဖြစ်ရဘဝတန်လျာပညာပါရမီကြီးရင်အောင်လို့ပါကာမဂုဏ်ရမစွာဖြတ်ချိုးနိုင်မှလားဖြစ်ရဘဝတန်လျာပညာပါရမီကြီးရင်အောင်လို့ပါအဒီတာမိုက်ဆာမိုက်ပင်ပြိုးလို့မိုက်ဆိုးခဲ့တာယခုလဲမိုက်စဲမှန်စွာ
ရှေ့ကိုတိုးလို့တဘုံမိုက်အောင်မှာအဆုံးတတ်တဲ့နာတနာပါမြာတော်ဝါကိုလေးတနာပါမြာတော်ဝါကိုတနာပါမြာတော်ဝါကိုပင်တနာကြပါမြာတော်ဝါလောဘဒေါသမောဟလောင်ဝီကိလေသာလောဘဒေါသမောဟဆိုတဲ့လောင်ဝီကိလေသာတဟုံဟုံတောက်လို့သာတဖြုံဖြုံမောင်းငိုစွာတဖြုံဖြုံမောင်းငိုစွာတဟုံဟုံတောက်လို့သာအကုသိုလ်ရိုက်ဆိုးတွေဟာပြုတ်လွယ်ဖြစ်နေစိတ်အားထက်သန်စွာအကုသိုလ်ရိုက်ဆိုးတွေဟာပြုတ်လွယ်ဖြစ်နေစိတ်အားထက်သန်စွာနတ်ရွာနိဗ္ဗာန်လမ်းကိုလှမ်းဖို့အမှုဟာထဲစိတ်မပါနတ်ရွာနိဗ္ဗာန်လမ်းကိုလှမ်းဖို့အမှုဟာထဲစိတ်မပါနေရာဟောင်းဖို့ပြန်အောင်ဝေရာလေးပုံပဲရွာလေးပုံပဲရွာမာနေမြာဒီတတော်များစွာသောတတ္တဝါတို့ဟာမိမိကိုယ်ကိုမိမိတနာငဲ့ညာသိကြပါပြီတဲ့လိုချင်တတ်မဲ့ခြင်းလောဘကြမ်းတမ်းပြမှားခြင်းဒေါသမတိမမြင်မိုက်မဲတွေးဝေခြင်းမောဟဆိုတဲ့ကိလေသာလောင်မီးတွေကတဟုံးဟုံးတဖြုံဖြုံမိုးမောက်တောက်လောင်ပြီးညှင်းဆဲနှိမ့်ဆက်နေပါတယ်ရှင်မကောင်းမှုအကုသိုလ်စရိုက်ဆိုတရားတွေဟာပြုလုပ်ရန်လွယ်ကူလှပါတယ်ဖြစ်ဖို့ရလဲလွယ်ကူလှပါတယ်ဒါကြောင့်လဲအကုသိုလ်တရားမှာတရားဝါများဟာလွန်စွာမှစိတ်အားထက်သန်နေကြပြီးနတ်ရွာနိဗ္ဗာန်လမ်းကိုအရောက်လှမ်းမှုကိစ္စအတွက်စိတ်မပါပဲဖြစ်နေကြပါတယ်တန်တရားတစ်လျှောက်မိမိရောက်ခဲ့တဲ့အတိတ်ဘဝဟောင်းနေရာဟောင်းများကိုသာပြန်မြောင်းတတတာအောင်းမိနေကြပါတယ်အဲ့ဒီနေရာဟောင်းဘဝဟောင်းနေဆိုတာကတော့ငရဲတိရစ္ဆာန်ပြိတ္တာအတူရကယ်တို့ပျော်မြူးရာလေးပုံသောအပေရွာဖြစ်ပြီးတရားဝါများဟာအဲ့ဒီအတိတ်ဟောင်းနေရာတွေမှာနေမြဲနေကြရတော့တာပါပဲလို့ဒီတေပုံမှာဓမ္မဂီတတေးသချင်းကြီးကအတိတ်ပဲဖွင့်ဆိုတီးကျူးထားပါကြောင်းတင်ဆက်လိုက်ရပါတယ်ရှင်မြာဒီလာတော်